BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbcburmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဒေါန်ဆန်းစုကြည်မွေးနေ့နီးလာချိန်သူ့အိမ်ကဗိုလ်ချုပ်ပုံနဲ့ NLD ရုံးချုပ်ဆိုင်းဘုတ်ဖြုတ်ချခံရမှုနဲ့ပတ်သက်လို့ပြည်သူရှိတယ်တွေပါတီကတော့ရှိနေမှာပါဒီခင်ကလည်းအဲ့လိုပဲနှိတ်ကုတ်ခံရတဲ့ကာလရှိခဲ့ပုံပါတယ်။ဒီကင်းစင်နေမြေပါညာဆိုင်းဘုတ်တွေထောင်တဲ့အဆင့်ကြီးတော့ဖြစ်ခဲ့ပုံပါတယ်။ဒါပေမဲ့အချိန်တန်လို့ရှိရင်အနေနဲ့ပဲပြန်လာတာပါ။ KNU KNLA နဲ့ DKBA တို့ပူးတွဲအုပ်ချုပ်နေတဲ့ဖျားသုံးစုမျိုးအခြေအနေကဒီကကတော့ပြန်ထင်းရှုံးဖို့တော့မလိုဘူးထင်ပါတယ်။တိုက်ပြီးတော့ယူမှာမဟုတ်ဘူး။ဒါစီးပွားရေးနဲ့ညီဖြစ်နေတာ။လက်ရှိမျိုးကတော့အချိန်ကတော့စီတယ်တော့နည်းနည်းဖြစ်နေတာပေါ့။ဒီကဒီလိုအတန်ထွက်လာပြီဆိုရင်တော့လည်းဘယ်လိုပြန်ဖြစ်အောင်မသိဘူး။ဒီသတင်းတွေနားဆင်ရဖို့ရှိပါတယ်ရှင်။ဒီညသတင်းတွေကိုကျမစန္ဒာဝင်းကအစီရင်ခံပေးမှာပါ။သမ္မတထရမ့်ဟာအစ္စရေးရဲ့လက်ဘနွန်အရေးကင်တွယ်ပုံကိုမကျေနပ်ဘူးလို့ပြောပါတယ်။ဝန်ကြီးချုပ်ဘန်ဂျမင်နတန်ယာဟုအနေနဲ့လက်ဘနွန်နိုင်ငံအရေးပုံမတာဝန်ယူဖို့လိုတယ်လို့သူကစက်မှုထိပ်သီး9နိုင်ငံ G7 အစည်းအဝေးမှာသတင်းတောက်တွေကိုပြောခဲ့တာပါလက်ဘနွန်မှာလူအများအပြားသေဆုံးနေရပြီးအစ္စရေးအနေနဲ့ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ပတ်သက်သူတစုံတစ်ယောက်ကိုရှာဖွေတိုင်းတိုက်ခန်းတစ်ခန်းကိုဖြိုချဖို့မလိုအပ်ဘူးလို့ထရမ့်ကဆိုပါတယ်အီရန်နဲ့အမေရိကန်စစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်လက်မှတ်မထိုးမီ2နာရီအလိုမှာဘေရွတ်မြို့ကိုတိုက်ခတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့လည်းမကျေနပ်ဘူးလို့အစ္စရေးကိုပြောကြားခဲ့ကြောင်းသူကဆိုပါတယ်။ဒါပေမဲ့သူ့အနေနဲ့မစ္စတာနတန်ယာဟုနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေသေးပါလို့မစ္စတာထရမ့်ကအခိုင်အမာပြောကြားခဲ့ပါတယ်။တစ်ချိန်တည်းမှာအမေရိကန်နဲ့သဘောတူညီချက်ရရေးကိစ္စမှာလက်ဘနွန်စစ်ပွဲအဆုံးသတ်ရေးကအရေးအကြီးဆုံးပဲလို့အီရန်နိုင်ငံသားရေးဝန်ကြီးကပြောပါတယ်။လက်ဘနွန်အပေါ်အစ္စရေးရဲ့တိုက်ခိုက်မှုမှန်သမျှဒါမှမဟုတ်လက်ဘနွန်မှာအစ္စရေးစစ်တပ်ဆက်ရှိနေတာဟာအမေရိကန်နဲ့သဘောတူညီချက်ကိုချိုးဖောက်တာပဲလို့အဘတ်အာရာချီကသတိပေးလိုက်ပါတယ်။အီရန်နဲ့အမေရိကန်သဘောတူညီချက်ရသွားပေမဲ့အစ္စရေးနဲ့ဟစ်ဇ်ဘိုလာတို့ကြားတိုက်ပွဲတွေကဆက်ရှိနေသေးပါ။လက်ဘနွန်တောင်ပိုင်းကအစ္စရေးစစ်သားတွေစီချင်းကပ်လာတဲ့သူတို့အဆိုအရအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုအတွင်းသူတို့စစ်သားတွေကပြန်လည်တိုက်ခိုက်ခဲ့ရပြီးလူ၄ဦးသေဆုံးတယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။အစ္စရေးတပ်ဖွဲ့ဝင်တွေကိုဒုံးကျည်တွေဒရုန်းတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဟစ်ဇ်ဘိုလာကဆိုပါတယ်။တရုတ်နိုင်ငံမှာလက်လီအယောင်ဟာ3နှစ်အတွင်းပထမဆုံးအကြိမ်ကျဆင်းသွားပါတယ်။မနှစ်ကထက်6%ကျဆင်းသွားရတဲ့အကြောင်းကတော့ကားနဲ့အိမ်သုံးပစ္စည်းလိုကြီးကြီးမားမားပစ္စည်းတွေအဝယ်သိမ့်မလိုက်တော့တာကြောင့်ဖြစ်ပါတယ်။ကိုဗစ်ကာလတွေတုန်းကလည်းအလားတူအခြေအနေမျိုးရင်ဆိုင်ခဲ့ရမှုပါတယ်။အိမ်ချမ်းမြေနဲ့အခြေခံအဆောက်အုံဆိုင်ရာလုပ်ငန်းတွေမှာလည်းယင်းနှိမ့်မြုပ်နှံမှုကျဆင်းလျက်ရှိပါတယ်။တရုတ်ဟာပို့ကုန်အပေါ်အလွန်အမင်းမှီခိုနေရတဲ့နိုင်ငံဖြစ်ပြီးစီးပွားရေးတည်ငြိမ်မှုရဖို့အတွက်စားသုံးသူတွေရဲ့ယုံကြည်မှုတိုးအောင်လုပ်ဖို့လိုတယ်လို့သူတွေတွေကသတိပေးထားပါတယ်။ဗီယက်နမ်မှာတော့ကြောင်တွေကိုလိုက်ဖမ်းတဲ့တခိုးကိုင်းအဖွဲ့ဝင်တော်တော်များများကိုရဲကဖမ်းဆီးလိုက်ပါတယ်။အဲဒီနောက်ဒါဇင်နဲ့ချီတဲ့ကြောင်ပိုင်ရှင်တွေစီကိုသူတို့ရဲ့ကြောင်လေးတွေပြန်လည်ပေးအပ်ခဲ့ပါတယ်။အဲဒီတခိုးကိုင်းဟာရာနဲ့ချီတဲ့တိရစ္ဆာန်တွေကိုလမ်းပေါ်ကခိုးယူကစားတောက်ဆိုင်နေစီတင်သွင်းရောင်းချခဲ့တာပါ။ဗီယက်နမ်မှာကြောင်နဲ့ခွေးတွေကိုအများအပြားစားသလိရှိပြီးကုန်သည်တွေအနေနဲ့သူတို့ရောင်းရတဲ့အသားတွေဘယ်ကရတယ်လဲဆိုတဲ့သက်သေအထောက်အထားလက်မှတ်လက်ဝယ်ထားရှိရတာဖြစ်ပါတယ်။ဒါပေမဲ့နိုင်ငံတစ်လွှားမှာကြောင်နဲ့ခွေးတွေကိုတရားမဝင်ရောင်းဝယ်ဖောက်ကားမှုကြဲကြဲပြန့်ပြန့်ရှိနေတယ်လို့တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကပြောပြီးတချို့ကြောင်တွေဆိုရင်အဝေးတနေရာတွေစီကိုကြမ်းတမ်းဆိုးရွားလာတဲ့အနေအထားမျိုးနဲ့မကြာခဏပို့ဆောင်ခံရလေးရှိတယ်လို့ဆိုပါတယ်။အိန္ဒိယမှာချောင်းဆိုးပျောက်ဆေးတွေကိုဆရာဝန်ဆေးစာမပါဘဲရောင်းချတာမပြုလုပ်ဖို့ဖက်ဒရယ်အစိုးရကတားမြစ်လိုက်ပါတယ်။အစိပ်ပြင်းဓာတုပစ္စည်းတွေနဲ့ရောနှောထားတဲ့ချောင်းဆိုးပျောက်ဆေးတွေကိုစားသုံးမိတဲ့ကလေးတွေဒုက္ခရောက်ရတဲ့ရာဇဝတ်မှုဒါမှမဟုတ်ပေါ့ဆမှုဖြစ်ရတွေအိန္ဒိယမှာဇက်တိုက်ဖြစ်ခဲ့တာပါ2022ကစပြီးဂမ်ဘီယာနဲ့ဥဇဘက်ကစ္စတန်အပါအဝင်အိန္ဒိယနဲ့တခြားနိုင်ငံတို့မှာအိန္ဒိယချောင်းဆိုးပျောက်ဆေးတွေကြောင့်အနည်းဆုံးကလေးအယောက်140သေဆုံးခဲ့ရပါတယ်ဒီဆေးတွေကြောင့်ဆေးဝါးလောကကအိန္ဒိယရဲ့ဂုဏ်သတင်းကိုထိခိုက်စေခဲ့ပါတယ်အခုချမှတ်လိုက်တဲ့အိန္ဒိယအစိုးရရဲ့ဥပဒေသစ်ဟာအနာဂတ်အဖြစ်ဆိုးတွေကိုတားဆီးဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်တခါအိန္ဒိယမှာပဲကြီးခေတ်လက်ရာအဝတ်စားမဲ့အမျိုးသမီးရုပ်ထုကိုအယောင်မဲဖုံးပြီးထုတ်ဝေခဲ့လို့ကြဲကြဲပြန့်ပြန့်ဝေဖန်မှုတွေရှိခဲ့ပြီးတဲ့နောက်
အခုတော့မူလပုံအတိုင်းကျောင်းစာအုပ်တွေကိုပြန်ထုတ်ပေးတော့မှာပါတင်မာတစ်ဖက်ကိုလက်နဲ့ပုံဖော်ထားတဲ့ကခုံနေတဲ့ main ကလေးပုံဟာ Indus Valley ယဉ်ကျေးမှုကကြော်ကြားတဲ့ရုပ်ထုဖြစ်ပါတယ်။မကြခင်ကထုတ်ဝေခဲ့တဲ့အနုပညာကျောင်းသုံးစာအုပ်မှာသူ့ရင်ဘတ်ကိုအနက်ရောင်အရိပ်နဲ့ဖုံးပြီးထုတ်ဝေခဲ့တာဖြစ်ပါတယ်။ကျောင်းသုံးစာအုပ် agency ဟာရုပ်ထုပုံကိုရုပ်ပြက်ဆင်းပြက်ဖြစ်စေခဲ့တယ်လို့သမိုင်းပညာရှင်တွေကထောက်ပြထားပါတယ်။အခုတော့ကျွမ်းကျင်သူတွေရဲ့အကြံပေးချက်အရစဉ်းစားမဲ့ version ကိုပြန်လည်ရယူထုတ်ဝေသွားမယ်လို့ agency ကပြောပါတယ်။တူနီးရှားအသင်းကမ္ဘာဖလားအဖွင့်ပွဲစဉ်မှာရှုံးနိမ့်ခဲ့ပြီးတဲ့နောက်နီးပြဆာဘာရီလာမိုချီယာရူးကထုတ်ပယ်ခံခဲ့ရပါတယ်။အဲ့ဒီပွဲမှာတူနီးရှားကိုဆွီဒင်က9ဂိုးပြတ်နဲ့အနိုင်ယူခဲ့တာပါ။လာမိုချီဟာပြိုင်ပွဲသမိုင်းမှာတပွဲသာကစားပြီးအထုတ်ခံရတဲ့ပထမဆုံးဘောလုံးအသင်းမန်နေဂျာဖြစ်လာပါတယ်။တူနီးရှားအသင်းရဲ့ရှေ့ဆက်ကစားမဲ့ပွဲတွေကိုမော်ရိုကိုအသင်းနဲ့ဆော်ဒီအာရေဗျအသင်းတို့ကိုကင်တွယ်ခဲ့ဘူးတဲ့ပြင်သစ်လူမျိုးအာဗီဖ်အော်နာကပွဲဆုံးတဲ့အထိကင်တွယ်သွားမှာဖြစ်ပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုMizima TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ခုတော့သတင်းလွှာတွေအလဲပါလက်ရှိထိမ့်သိမ်းခံနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်82နှစ်မွေးနေ့အတွက်နှင်းစီလှုပ်ရှားမှုလုပ်ဖို့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေပြင်နေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်း NLD ပါတီရုံးချုပ်ကအလံတစိမ့်တွေဖြုတ်တာဒေါအောင်ဆန်းစုကြည်နေကဗိုလ်ချုပ်ပုံတွေဖြုတ်ကြတာတွေပြုလုပ်ခံနေရပါတယ်။ကိုဘိုဘိုကဆက်ပြောပြမှာပါ။လာမယ့်ဇွန်လ19ရက်နေ့မှာ82နှစ်ပြည့်မဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့နှင်းစီလှုပ်ရှားမှုလုပ်ဖို့ဒီမိုကရေစီရေးလှုပ်ရှားသူတွေစီစဉ်ထားပါတယ်။နှင်းစီပန်းဒါမှမဟုတ်ပန်းတစ်မျိုးမျိုးကိုဖျားလှူတာလူမှုကွန်ရက်စာမျက်နှာမှာဓာတ်ပုံတွေတင်တာမြေပြင်လူထုတပိတ်တွေမှာပန်းကင်ပြီးတော့ဆန္ဒပြတာမျိုးနဲ့ပါဝင်နိုင်တယ်ဆိုပြီးနှင်းစီလှုပ်ရှားမှုဥဆောင်တဲ့အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဒီနှစ်အတွက်လှုပ်ရှားမှုလုပ်မဲ့ပေါ်လူထုလှုပ်ရှားမှု platform PMP မြန်မာပြောခွင့်ရမလင်းလက်စုကအခုလိုပြောပါတယ်ဒီနှစ်ကတော့အရင်နှစ်ပန်းတပိတ်တွေနဲ့မတူတာကဒီနိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးအပြင်မှာမတရားစစ်မှုတော်ဥပဒေဖျက်သိမ်းရေးနိုင်ငံတကာတရားဝင်မှုတွေကိုပါတိုက်ဖြတ်ဖို့အတွက်လူထုရဲ့လှုပ်ရှားမှုဖြစ်ပါတယ်လို့တစ်ဖက်မှာလည်းအသွင်ပြောင်းအစိုးရအဖွဲ့လက်အောက်ခံအဖွဲ့ဝင်တွေကမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်ရဲ့ပါတီဆိုင်းဘုတ်နဲ့အလံတွေကိုပြီးခဲ့တဲ့ဇွန်လ12ရက်နေ့မှာလာပြီးတော့ဖြုတ်ချသွားတယ်လို့ပါတီနဲ့နှိစက်သူတွေကပြောပါတယ်။ဒါအပြင်ဇွန်လ14ရက်နေ့ညပိုင်းကလည်းလဝကနဲ့ရဲတပ်ဖွဲ့ပါဝင်အဖွဲ့ဝင်တွေဟာဒေါအောင်ဆန်းစုကြည်နေခဲ့တဲ့တက္ကသိုလ်ရိပ်သာလမ်းခြံနံပါတ်54အိမ်အဝင်ကဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ဗိုလ်ချုပ်မိန်ကွန်းကောက်နှုတ်ချက်ဖြစ်တဲ့လူထုနဲ့တိုင်းပြည်ရဲ့မျက်နှာကိုထောက်ပြီးပြက်ပြက်သားသားဆောင်ရွက်ကြဆိုတဲ့စာသားပါဗနိုင်းကိုဖြုတ်ချခဲ့တယ်လို့ဆိုပါတယ်။ပါတီနဲ့နှိစက်သူတွေကတော့စစ်တပ်ရဲ့အခုလုပ်ရက်တွေဟာ NLD ကိုနိုင်ငံရေးမှာပြန်ပါမလာနိုင်အောင်လှုပ်ဆောင်နေတာလို့ပြောကြပါတယ်။ဒီပေါ်ဆိုင်းကြောင်းမြို့နယ် NLD ဒုဥက္ကဋ္ဌဦးဘိုဘိုဦးကခုလိုပြောပါတယ်။ NLD ဘောနော်မရှိသေးခြင်းဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ခံမှန်းလို့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ပြည်သူရှိနေတွေပါတီကတော့ရှိနေမှာပါအများတမ်းပဲပေါ့နော်ရခိုင်ကလည်းအဲ့လိုပဲနှိကုတ်ခံရတဲ့ကာလရှိခဲ့မှုပါတယ် NLD ကင်းစင်နေမြေပါညာဆိုစိုင်းဘုတ်တွေထောင်တဲ့အဆင့်ကြီးတော့ဖြစ်ခဲ့မှုပါတယ်ဒါပေမဲ့အချိန်တန်လို့ရှိရင် NLD ပဲပြန်လာတာပါ NLD ရုံးချုပ်နဲ့ခြံနံပါတ်54နေအိမ်ကိစ္စပေါ်စစ်တပ်ဘက်ကလည်းတစုံတရာသတင်းမထုတ်ပြန်သေးပါဘူးကိုဘိုဘိုဖြစ်ပါတယ်တခါတရုတ်ပြည်ရောက်နေတဲ့အသွင်ပြောင်းအစိုးရခေါင်းဆောင်နဲ့တရုတ်သမ္မတတို့ဇွန်လ16ရက်ဒီနေ့မှာဘေကျင်းမှာတွေ့ဆုံခဲ့ကြပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ BRI ကပတ်တကွင်းလန်ဒစင်အစီအစဉ်အောက်ကစီမံကိန်းတွေလုံခြုံရေးအမာခံချက်နဲ့ဆက်လုပ်နိုင်ရေးအပြင်ကြားဖြတ်နဲ့မူရစ်စေးနှိမ်နင်းရေးကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်ဒါအပြင်စာချုပ်လွှာ18ခုလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်မတ်သူစာလင်းကပြောပြပေးမှာပါနှစ်နိုင်ငံသဘောတူညီချက်18ခုကိုလက်မှတ်ရေးထိုးခဲ့တဲ့အထက်မှာကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံပူးတွဲမြင့်တည်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချုပ်လွှာနဲ့မဟာမဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော်တည်ယူပို့ဆောင်ရေးလွယ်ကူချောမွေ့စေရေးအကောင့်ထဲပေါ်ရေးဆိုင်ရာနားလည်မှုစာချုပ်တွေလည်းပါဝင်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံပူးတွဲမြင့်တင်ရေးဆိုတာဘာကိုဆိုလိုပါသလဲစစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့တေနဂမဟာဗျူဟာလေးလာရေးအဖွဲ့အမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးပြောတာကရာဇဝတ်မှုတွေလုံခြုံရေးဆိုင်ရာတိကျတဲ့တွေကအရင်တော့လည်းကိုယ်နိုင်ငံတနိုင်ငံရဲ့နယ်ပယ်မှာမဟုတ်တော့ဘဲနဲ့နယ်ပယ်ကိုကျော်သွားတဲ့ပုံစံဖြစ်သွားတယ်အဲ့လိုမျိုးနေရာမျိုးတွေမှာပူးပေါင်းဆောင်ရွက်ဖို့ဆိုလို့ရှိရင်ခုနကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုတဲ့အတုံးလုံးတုံးရတဲ့နေတာပေါ့ဒါအပြင်တရုတ်သမ္မတနဲ့ဦးမင်းအောင်လှိုင်တို့ရဲ့ဒီနေ့တွေ့ဆုံမှုအတွင်းမှာ BRI စီမံကိန်းအောက်ကစီးပွားရေးစင်ကြံစီမံကိန်းတွေတိစောက်ရေးကိုလုံခြုံရေးအာမခံချက်နဲ့တည်တည်ငြိမ်ငြိမ်ဆက်ပြီးလှုပ်ဆောင်သင့်တယ်လို့တရုတ်သမ္မတဘက်ကပြောခဲ့ပါတယ်။ဒါအပြင်ကြားပြန်တဲ့မူရစီဝါနှိမ်နင်းရေးတွေကိုနှစ်ဖက်ပူးတွဲလှုပ်ဆောင်ဖို့ကိုလည်းပါဝင်ပါတယ်။တရုတ်မြန်မာရေးလေ့လာသူတွေကတော့တရုတ်ဟာသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုအရေးကြီးအလုံးရင်ထည့်စရာမလိုပဲအကျိုးအမြတ်ရတဲ့လုပ်ငန်းတွေကိုသာဦးစားပေးလှုပ်ဆောင်မှုစိတ်ဝင်စားလာတယ်လို့ပြောကြပါတယ်။တရုတ်ရဲ့မြန်မာပေါ်ထားတဲ့သဘောထားပေါ်တရုတ်မြန်မာရေးလေ့လာသူဒေါက်တာလှကျော်စောပြောတာကအထူးသဖြင့်ဗမာပြည်ကကြောက်ဖြူရင်းနဲ့စိတ်ကန်းကိုသွားတဲ့လမ်းပေါ့နော် China မြန်မာ Economic Corridor ဆိုတာအဲ့ဒီဟာကြီးကိုမြန်မြန်ဆန်ဆန်ပြီးစေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါနဲ့ဆက်ဆက်နေတဲ့ပြည်နယ်တစ်ခုရှိတယ်လေယူနန်နဲ့ကိုကျိုးဆိုတာနှစ်ပြည်နယ်စလုံးကကုန်းပိတ်ပြည်နယ်လေးတင်ပြီးတော့သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကလည်းတခြားပြည်နယ်နဲ့ဆိုင်နောက်ကြတော့ဒီပြည်နယ်တစ်ခုရဲ့ပင်လယ်ထွက်ပေါက်ကဒီလမ်းပဲရှိတာ။နောက်တစ်ကြောင်းကတရုတ်ရဲ့ပိုးလမ်းမစီမံကိန်းတွေကနောက်တခြားနိုင်ငံတွေနဲ့တော်တော်အဆင်ပြေနေပြီဗမာပြည်ရဲ့ကြံနေတော့ဒီဟာကိုရည်ရပုံရတယ်ဗျတရုတ်ကလေနှစ်နိုင်ငံတွေ့ဆုံမှုအပေါ်တရုတ်သတင်းဌာနတွေရဲ့ဖော်ပြချက်ရတော့တရုတ်အစိုးရပြောခွင့်ရသူကအရင်အရက်သားအစိုးရခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုတရုတ်ရဲ့မိတ်ဆွေဟောင်း Old Friend လို့သုံးနှုန်းခဲ့ပြီးဦးမင်းအောင်လှိုင်ကိုတော့သမ္မတရှီကျင်းဖျင်ကကာလရှည်ကြာခင်မင်တဲ့မိတ်ဆွေ Long Time Friend လို့သုံးနှုန်းခဲ့တာတွေ့ရပါတယ်မတ်သူဇာလင်းဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်တွေက KNU KNLA နဲ့ DKBA တို့ပူးတွဲအုပ်ချုပ်နေတဲ့ဖျားသုံးစုမြို့ကိုစစ်တပ်ကတောင်းထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီပေါ်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေကဘယ်လိုသဘောထားရှိပါသလဲ။ဒေသခံတွေနဲ့ကရင်အရက်ဖက်အဖွဲ့တွေကဘယ်လိုမြင်ပါသလဲ။ကိုမြင့်လွင်ကပြောပြပေးမှာပါ။ဖျားသုံးစုမြို့ကိုလက်ရှိ DKBA နဲ့ KNU တို့ပူးတွဲထိန်းချုပ်ထားပြီးမြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတာပါ။ဖျားသုံးစုမြို့ဟာကြိုင်အင်းစစ်ကြီးမြို့နယ်တဲကမြို့နယ်ခွဲတစ်ခုဖြစ်ပြီးထိုင်းနိုင်ငံဖက်ချင်းစံခတ်ပူရီခရိုင်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသဖြစ်ပြီး KNU တပ်မဟာရောက်နေမြေလည်းဖြစ်ပါတယ်။အရင်ကစစ်တပ်ရဲ့အုပ်ချုပ်ရေးရှိခဲ့ပေမဲ့2023ခုနှစ် KNLA ရဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်အုပ်ချုပ်ရေးရပ်ခဲ့ပြီးအဲ့ဒီနောက်ပိုင်း DKBA ကမြို့လုံခြုံရေးနဲ့ဂိတ်တွေကိုကင်ထားသလို KNU ကအုပ်ချုပ်ရေးကိုစီမံခန့်ခွဲပြီးပူးတွဲအုပ်ချုပ်နေတာလို့သိရပါတယ်။အခုဒီမျိုးကိုပြန်ပေးဖို့စစ်တပ်နဲ့ဆက်ဆံရေးအဆင်ပြေတဲ့ DKBA စီကနေတောင်းနေတာလို့သတင်းတွေထွက်နေပြီးအတိအကျကိုတော့ဘယ်အဖွဲ့ကမှထုတ်ပြောတာမရှိသေးပါဘူး။ကရင်ပြည်နယ်အစိုးရအဖွဲ့ကတော့ဒီကိစ္စဟာကာကွယ်ရေးဝန်ကြီးဌာနနဲ့သာသက်ဆိုင်တဲ့အတွက်သူတို့အနေနဲ့မသိနိုင်ဘူးလို့ပြောပါတယ်။ဒီကိစ္စအပေါ်အဲ့ဒီမှာရှိတဲ့လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့တပ်ဖွဲ့ဝင်တူပြောပြချက်ကိုအသံစားထုတ်ဖက်ပြထားပါတယ်။ဘယ်သူကတောင်းလဲအဲ့တောင်းတဲ့ဟာကိုဘယ်သူကနှုတ်နဲ့ဖြစ်စေစာနဲ့ဖြစ်စေဘယ်စုဖွဲ့ကလက်ခံရရှိထားတာရှိလဲဒီကိစ္စကျွန်တော်လည်းဘာမှမသိရသေးဘူးဖះသုံးစုကထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့နေပဲရှိနေတာတခြားထွေထူးတော့မရှိဘူးအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာ2024-25ဝန်းကျင်တုန်းကတော့တိုက်ပွဲတွေဖြစ်တယ်ဖြစ်တော့နိုင်ငံတော်ရန်နေရတွေမရှိသလောက်ဖြစ်သွားတယ်ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုတော့ပြည်သူတွေတောင်းဆိုမှုကြောင့်လက်ရှိအဖွဲ့တွေကတောင်းယူဆောင်ရနေရတော့ရှိတယ်မြို့ပေါ်မှာတော့စစ်တပ်ကနေကြားဆောင်တပ်တစ်ခုရှိသေးတယ်ဒေသခံတွေနဲ့ကရင်ရက်ဖက်အဖွဲ့အစည်းတွေကတော့ဒီပေါ်လက်မခံနိုင်ကြောင်းနဲ့စစ်တပ်ဝင်ရောက်လာမှာကိုကာကွယ်ပေးဖို့တောင်းဆိုမှုတွေရှိနေတယ်လို့သိရပါတယ်စစ်တပ်ရဲ့တောင်းဆိုမှုတွေကိုနှစ်ဖွဲ့စလုံးကသဘောတူပေးနိုင်မှာမဟုတ်တဲ့အတွက်တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုဒေသခံတွေဘက်ကစိုးရိမ်မှုတွေရှိကြပါတယ်စစ်တပ်ကတော့ပြန်ထိန်းချုပ်ဖို့တော့မလိုဘူးထင်ပါတယ်။တိုက်ပြီးတော့ယူမှာမဟုတ်ဘူး။ဒါစီးပွားရေးနဲ့နေဖြစ်နေတော့ဒီကတော့သိအများကြီးထွက်မယ်မထင်ဘူး။ဒါပေမဲ့သူတို့ဒီလိုပဲဒီလိုအပေးယူနေဒီလိုညှိပြီးတော့ဒီလိုသွားကြမယ်ဒါပဲရှိနေတယ်။လက်ရှိမျိုးကတော့အချိန်ကတော့စီပဲတော့နည်းနည်းဖြစ်နေတာပေါ့။စစ်တပ်ကဒီလိုအတန်ထွက်လာပြီဆိုရင်တော့လည်းဒီလိုပြန်ဖြစ်အောင်မလုပ်ဘူး။အဲ့ဒီဒေသမှာ KNU နဲ့ DKBA အပြင်အခြားသောတော်လှန်ရေးတပ်ဖွဲ့တွေပါရှိနေသလိုတချို့နေရာတွေမှာစစ်တပ်ပါရှိနေတယ်လို့နေမြေအရှင်တွေသိရှိသူတွေကပြောပါတယ်။စစ်တပ်ကတော့မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလက်လွှတ်ပေးထားရတယ်လို့ဆိုပါတယ်။ဖျားသုံးစုဒေသတစ်ဝိုက်မှာတရုတ်လုပ်ငန်းရှင်တွေတူဖော်နေတဲ့ခနောက်စိန်ခေသက်တူနဲ့မိုင်းလုကွက်တွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။